ကျွန်တော်ဒီနေ့ပဲ Can you see me literacy ရဲ့ Can you see me တခြင်းကိုနားထောင်ခဲ့တယ်ဆိုတော့အဲ့ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမှတ်တရတွေကိုပြန်ပြောပြမှာပေါ့နော်ကျွန်တော်ရဲ့ဒီ channel ကကြတော့ကျွန်တော်ရဲ့အမှတ်တရတွေနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်နားထောင်တဲ့လူတွေကိုတခုခုပေါ့နော်ဘူတုတာတခုခုဒါမှမဟုတ်လေ motivation တခုခုရသွားမစိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေဆိုတော့အဲ့ဒီကြောင့်လည်းကျွန်တော်အမြဲတမ်းတင်ဆက်နေတဲ့ဒီ channel မှာကျွန်တော်ဒီနေ့ပြောပြချင်တာတော့ဒီ Can you see me တခြင်းကနေရတဲ့အကြောင်းအရာလေးတခုပေါ့နော်တခြင်းထဲမှာတော့ပြောသွားတယ်တော့အများကြီးပဲဒါပေမဲ့သူပေးချင်တဲ့ message ကတော့သူ့ရဲ့လူတွေဝိုင်းပြောနေကြတယ်ဆိုတော့ပုံစံလေးကိုသွားရဲပေါ့နော်ဆိုတော့အဲ့ဒီမှာသူပါလဲဆိုတော့ကျွန်တော်ခေါင်းထဲမှာဆွဲတဲ့တစ်ချက်ကပါလဲဆိုတော့လေးလေးစီကိုဝိုင်းပြောကြတယ်ပေါ့နော်ဆိုတော့မင်းနဲ့တန်းတူလူတွေတော့မအောင်မြင်နေကြရေပေါ့မင်းပါလို့ဟိုရက်နေမှလဲမင်းလှုပ်ပြလိုက်စမ်းပါသူတို့လိုအောင်မြင်အောင်လို့မင်းကိုလှုပ်ရနိုင်ရတာနဲ့ဘာလို့မလှုပ်တာလဲလှုပ်စမ်းပါပေါ့နော်တိတ်ပြီးတော့ဟိုခေါင်းမာမနေနဲ့ပေါ့နော်လှုပ်ဆရာရှိရလှုပ်ဆိုတဲ့ပုံစံမျိုးတွေပြောတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့အမှတ်တရကြောင့်ဘယ်လိုမျိုးဆိုတော့ကျွန်တော်2019မှာကျွန်တော်TU Mandalay ပေါ့နော်Technology University ဒီအရင်တော့ GTC လို့ခေါ်တာပေါ့နော် GTC ကနေပြီးတော့မှကျွန်တော် BTech Mechanical နဲ့ပေါ့နော်ဘွဲရပြီးသွားတဲ့အချိန်မှာကျွန်တော်2နှစ်လောက်ဘာလို့မှမလုပ်ဘူးဘာမှလည်းမလုပ်ဘူးကျွန်တော်အိမ်မှာပဲနေတယ်ဖုန်းသုံးတယ်ကျွန်တော်ဖတ်ဆရာရှိတဲ့စာလေးတွေဖတ်တယ်လေးလာဆရာရှိရလေးလေးလာတယ်ပေါ့နော်ဆိုတော့ဒီလောက်ပဲကျွန်တော်ဘာမှမလုပ်ဘူးအိတ်တယ်စားတယ်ပုံမှန်အိမ်ကပေးကျွန်တော်အဲ့ကြောင်းပြီးသွားတဲ့အချိန်မှာကျွန်တော်မိုးတော့မယူတော့ဘူးเนาะကျွန်တော်သုံးညနာတွေဖြုံးညနာတွေကျွန်တော်မရှိတော့ဘူးကျွန်တော်ဂိမ်းဆော့မယ်ပြီးတော့ရင်ခုနကတချင်းနာတော့မစကားကြည့်မယ်ပါညာပေါ့เนาะဆိုတော့အဲ့လိုမျိုးလေးပုံမှန်လေးတွေပဲနေတယ်ပေါ့เนาะနေတဲ့အချိန်မှာတစိမ့်တော့မဟုတ်ပေါ့เนาะကျွန်တော်တို့အမျိုးရင်းနေပြီးတော့ပဲကျွန်တော်ကိုပြောရဲပေါ့เนาะဟိုအလုပ်လေးတစ်ခုလုပ်ပေါ့เนาะဟိုမမေရလေးဖြစ်အောင်လုပ်ရဲပြီးတော့ဟိုနာမည်လေးပြောလို့ကောင်းအောင်လုပ်ရဲအလုပ်လေးရှိတယ်ဆိုတဲ့ဟာမျိုးလေးပြောလို့ကောင်းအောင်အလုပ်လေးတစ်ခုလုပ်ပါဆိုတဲ့ပုံစံမျိုးနဲ့ပြောခဲ့တယ်ပေါ့เนาะဆိုတော့ကျွန်တော်လည်းအဲ့ခံစားချက်ရလိုက်တယ်ပေါ့နော်လူတွေကပြောတဲ့လူတွေကကြတော့စေနာလဲပါမယ်တချို့ကြတော့လေဘယ်လိုပြောမလဲဆိုလို့ရှိရင်မင်းသူကနည်းနည်းလေး influence လုပ်ချင်တာလဲပါတယ်ပေါ့နော်ငါပြောသလိုလုပ်ငါအကြံဉာဏ်ပေးတာပါညာဆိုအဲ့လိုပုံစံမျိုးလဲသွားချင်တာမျိုးလဲရှိရပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကကြတော့အဲ့အချိန်ကာလမှာကျွန်တော်လုပ်နေတဲ့အနေအထားကကြတော့လူတွေရဲ့အမြင်ဘေးလူရဲ့အမြင်မှာကြတော့ဟိုဘာမှမလုပ်ဘူးငြိမ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲထင်ခဲ့တာဒါပေမဲ့ကျွန်တော်ကအဲ့ချိန်ကာလကကျွန်တော်ရဲ့ရည်မှန်းချက်တစ်ခုရှိတယ် goals သတ်မှတ်နေတယ်ကျွန်တော်ပြန်ပြီးတော့ analysis တွေလုပ်နေတယ်ကျွန်တော်ဘယ်လမ်းကိုရွေးချယ်ရမလဲကျွန်တော်ဘယ်ကိုသွားရမလဲဆိုတော့တိကျတဲ့ goals တွေ targeting တွေကျွန်တော်လုပ်နေရတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်အလုံးမှလည်းမဝင်ဘူးဘယ်ရွေးချယ်မှုမှာကိုလည်းမလုပ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေလုပ်ခဲ့ပြီးသွားတဲ့နောက်မှာတော့ကျွန်တော်စပြီးတော့မှကျွန်တော်တင်ရင်ချင်းနဲ့အလုပ်တွေလိုက်လုပ်တယ်ကျွန်တော်ဝင်ငွေရှာတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်အသုံးစိတ်ကျွန်တော်ဟိုဘာညညာလေးရှာခြင်းတဲ့အတွက်ကြောင့်လို့ကျွန်တော်လိုက်တာပေါ့နော်ဆိုတော့အဲ့ကနေပါကျွန်တော်စကားပြောလာနိုင်တယ်ပြောချင်တဲ့သူကကျွန်တော်ဒါဟိုကြောင်းပြချင်းကျွန်တော်အဲ့ဟိုအလုပ်တွေရှောက်လိုက်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်စကားပြောနိုင်မှာမဟုတ်ဘူးအဲစကားမပြောနိုင်ရင်ကျွန်တော်ပုံမှာ impression ရှိမှာမဟုတ်ဘူး impression မရှိရင်ကျွန်တော်ဒီခိုင်းနာလုပ်တဲ့အနေအထားမျိုးလောက်ပဲကျွန်တော်ဖြစ်နေပဲပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာ2နှစ်လောက်ကိုလုံးကြီးကျွန်တော်စာတွေဖတ်ခဲ့တယ်အဲ့တော့ကျွန်တော်ဘာတွေဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ဘယ်ကိစ္စမဆိုကျွန်တော်စကားပြောနိုင်တယ်ဘာတွေလိုအပ်ချက်ရှိလဲဆိုတော့ကျွန်တော်ထောက်ပြနိုင်တယ်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုကျွန်တော် organization တစ်ခုထဲမှာကျွန်တော်ဝင်သွားတယ်ဆိုတာကဒဇိမ့်နေမဟုတ်ဘူးကျွန်တော်အကြောင်းတော့ပဲတည်ခဲ့တဲ့အကိုတွေသူတို့လုပ်နေတဲ့event လေးတစ်ခုမှာကျွန်တော်ပြန်ဝင်ပြီးကူညီခွင့်ရတယ်ဆိုတော့အဲ့ရနေပြီးတော့ကျွန်တော် income လေးတစ်ခုရလာတယ်ပေါ့နော်ဆိုတော့အဲ့ income နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တက်ပြန်ပြီးတော့ပြောပြပါမယ်အသေးစိတ်ပေါ့နော်တခြားလူတွေလည်းဘယ်လိုအလုပ်မျိုးတွေကနေဘယ်လိုမျိုးလေး income လေးတွေရအောင်ရှာလို့ရတယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်ဆိုတော့ကျွန်တော်စကားဆက်ပြောရမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဒီအကိုရင်းနဲ့တွေ့ပြီးသွားတဲ့အချိန်မှာကျွန်တော် event လေးတစ်ခုမှဝင်ပြီးတော့ organizer team ထဲမှာဝင်ပြီးတော့မှ organize လုပ်ရတယ်ပေါ့နော်ကျွန်တော်အပိုင်းကတော့ artist ပိုင်းနဲ့တခြား creative ပိုင်းတွေပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့မှကျွန်တော် recommend ပေးကြတယ်ပေါ့နော်ဒီအကိုတွေပဲ recommend ပေးပြီးတော့မှကျွန်တော်တင်ငယ်ချင်းတွေလည်းပါတာပေါ့နော်အဲ့တင်ငယ်ချင်းတွေ recommend ပေးတော့ကျွန်တော်agency တစ်ခုမှာကျွန်တော်အလုပ်ရသွားတယ်အလုပ်ရပြီးသွားတဲ့အချိန်မှာကျွန်တော်content creator တော့မဟုတ်ဘူးပေါ့နော်အဲ့ချိန်ကလည်းကျွန်တော် content writer လည်းမသိဘူးcontent specialist ဆိုလည်းမသိဘူးကျွန်တော်ဘာမှမသိဘူးအဲ့မှာကျွန်တော်စာသွားရေးတယ်
စာရေးရမယ်ဆိုတော့တည်တယ်တည်ရအဲ့မှာလောက်ရတဲ့အလုပ်ကောင်း job title က position title ကcontent writer ဆိုတာတည်ရတယ်ပေါ့နော်နောက်မှာတဖြည်းဖြည်းနဲ့ကျွန်တော်လေးလာရင်နဲ့တည်လာတယ်ဆိုတော့ content writer ကနေမှတစ်စိမ်ကျွန်တော်ပြီးတော့ဘာလုပ်ဖြစ်လဲဆိုတော့ကျွန်တော်နာမည်ကြီးရွှေဆိုင်တစ်ခုမှာdigital marketing manager အနေနဲ့ကျွန်တော်အလုပ်စဝင်နေပေါ့နော်ကျွန်တော်လုံးဝ career ကြီးကို jump လုပ်လိုက်တယ်ပေါ့နော် jump လုပ်လိုက်တယ်ဆိုတော့နေရာမှာလဲ challenge တွေအများကြီးရှိတယ်ကျွန်တော်ကိုခေါ်နိုင်မှာလားဆိုတော့ကျွန်တော် risk တွေကိုတက်နိုင်တဲ့လောက်တွက်ပြီးတော့မှ0 level ဖြစ်မှာကျွန်တော်အဲ့ risk ကိုကျွန်တော်ယူတာပေါ့နော်ပြောချင်တဲ့သူကမဖြစ်နိုင်တာယူကျွန်တော်သွားလောက်တာမဟုတ်ဘူးကျွန်တော်အဲ့နေရာမှာတေချာပေါ့ကျွန်တော်ဖြစ်နိုင်မယ်ဆိုတော့အချက်ကြောင့်မလို့ကျွန်တော်သွားလောက်တာဆိုတော့လောက်တဲ့အချိန်မှာကျွန်တော်လောက်ရတယ်ဆိုတော့salary ကတော့တော်တော်နည်းတယ်ပေါ့နော်ပြောရလို့ရှိရင်အဲ့မှာလုံနေတဲ့လူတွေထက်ကိုကျွန်တော်အနည်းဆုံးတော့သွားကြရတယ်ပေါ့နော်ဆိုတော့တော့ပြင်လေကျွန်တော်ကြိတ်ပြီးလုပ်တယ်တနေ့လောက်လုပ်ပြီးတော့တဲ့အချိန်မှာကျွန်တော်နောက်ထပ် agency တစ်ခုကို digital marketing manager နဲ့ပဲposition နဲ့ပဲကျွန်တော် join နေပေါ့နော် join ပြီးတော့တဲ့အချိန်မှာကျွန်တော်2နှစ်လောက်လုပ်ပြီးတော့တဲ့အချိန်မှာအခုကျွန်တော်အလုပ်နားလိုက်ပြီးတော့ကျွန်တော် passive income တွေရဖို့အတွက်ကိုအဓိကစပြီးတော့ run နေပြီပေါ့နော်ဆိုတော့ပြောချင်တဲ့တော့ကျွန်တော် career life တစ်လျှောက်လုံးကြီးဒီကျွန်တော် engineer ဆိုရဲဘွဲရခဲ့တဲ့ဟာနဲ့လာမမသက်ဆိုင်ဘူးပေါ့နော်ဆိုတော့ပြောချင်တာဘာလဲဆိုတော့ကျွန်တော်ဘွဲရပြီးသွားတဲ့အချိန်မှာကျွန်တော်စဉ်းစားတာဒီကျွန်တော်ကျောင်းမှာတော့ချက်ခဲတဲ့စာတွေလုပ်ခဲ့တဲ့စာတွေအားလုံးကကျွန်တော် career အတွက်ကျွန်တော်အထောက်အကူမပြည့်ဘူးဆိုတော့ကျွန်တော် analysis လုပ်မိတယ်ကျွန်တော်နားနေတဲ့2နှစ်အတွင်းမှာပေါ့နော်ဆိုရင်ပြောချင်တဲ့တော့ကျွန်တော် engineer လုပ်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော် engineer လုပ်ဖို့အတွက်ကျွန်တော်မှအချိန်ကြီးအများကြီး invest လုပ်ရမယ်ကျွန်တော်တင်တဲ့နေအများကြီးစက်တက်ရမယ်ပြီးတော့အဲ့အချိန်ကာလကျွန်တော်တို့ခေါင်းထဲမှာရှိနေတာဒီကကျွန်တော်တို့ mechanical နဲ့ပတ်သက်ပြီးတော့မှအဓိကကျွန်တော်ကဘယ်လိုဖြစ်လဲဆိုတော့ပြောလို့ရှိရင်တနေ့နေ့ engineer ပေါင်းအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော် market ကိုကျွန်တော်ဝင်တိုးရမှာကျွန်တော်မှကျွမ်းကျင်မှုဘယ်လောက်မှမရှိဘဲနဲ့ကျွန်တော် level တန်းမှာကျွန်တော်ထက်စားတော်နေတဲ့လူတွေတကယ်ကျွမ်းကျင်မှုအများကြီးရှိတဲ့လူတွေတောင်မှပြောလို့ရှိရင်လစာကောင်းမရတဲ့အနေအထားမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒါကြီးကိုသွားပြီးတော့market ကိုမဝင်ရဘူးကျွန်တော်မှ confident မရှိဘူးအဲ့တော့ကျွန်တော်အဲ့ market ကိုထွက်ခဲ့တယ်ကျွန်တော်ရဲနဲ့အဲ့ဒါကြီးကိုကျွန်တော်ဆုံးလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့တစ်ပိုင်းပေါ့နောက်တစ်ပိုင်းကကျွန်တော်ပါလဲဆိုအဲ့ဒါဆုံးလုပ်မယ်ဆိုကျွန်တော်ဘာဆက်လုပ်မှာလဲဆိုတော့ goals ကိုကျွန်တော်ပြန်ထားရတယ်ပေါ့နော် target တွေပြန်ထားရတယ်ဘယ်အချိန်ကြီးရောက်အောင်သွားမှာလဲဆိုတော့ goals တွေ target တွေပြန်ထားပြီးတော့မှကျွန်တော်ဘာလုပ်မှာလဲဆိုတော့ process တွေပြန်ဆွဲရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားတာရှင်းလေးပဲကျွန်တော်အသက်50မှာကျွန်တော်လိုချင်တဲ့ပစ္စည်းကိုကျွန်တော်ကြိုက်တဲ့ဈေးနဲ့ကျွန်တော်ကြိုက်တဲ့လောက်ဝယ်နိုင်တဲ့အနေအထားမျိုးကျွန်တော်ဖန်တီးခြင်းတယ်ကျွန်တော်ဒီလောက်ပဲဆိုတော့ကျွန်တော်ချမ်းသာလားမချမ်းသာလားကျွန်တော်အောင်မြင်လားမအောင်မြင်လားကျွန်တော်မသတ်မှတ်ဘူးဒါပေမဲ့ကျွန်တော်အသက်50မှာကျွန်တော်လိုချင်တဲ့အရာဒီကျွန်တော်ပေးနိုင်တဲ့အနေအထားမျိုးဖြစ်ရမယ်ကျွန်တော်မှာပြောလို့ရှိရင် financial freedom ပေါ့နော်ကျွန်တော်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်စိုးရိမ်ပူပန်စရာမရှိဘူးကျွန်တော်လိုချင်တဲ့ပစ္စည်းကိုကျွန်တော်ချက်ချင်းကောက်ဝယ်နိုင်တဲ့အနေအထားမျိုးကျွန်တော်ဖြစ်အောင်လုပ်မယ်ဒါပဲဆိုတော့တန်ကားလေးမှာကျွန်တော်ဘောလုံးတစ်လုံးဝယ်ချင်တယ်အဲ့ဘောလုံးတစ်လုံးက3000ချီတန်နေလဲကျွန်တော်ဝယ်နိုင်တယ်ဆိုတော့အနေအထားမျိုးဖြစ်အောင်ကျွန်တော်လုပ်ချင်တယ်ဆိုတော့အဲ့လိုသဘောမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်အောင်လုပ်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကရှင်းလေးပဲကျွန်တော်ငွေရမှဖြစ်မယ်ငွေရတဲ့လမ်းကြောင်းလိုက်ရမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ငွေရတဲ့နေရာမှာကျွန်တော်ကကျွမ်းကျင်မှုမရှိဘဲနဲ့ရန်လုံးလို့မရဘူးအဲ့တော့ကျွမ်းကျင်မှုကျွန်တော်ထည့်ရတယ်အဲ့တော့ကျွမ်းကျင်မှုကိုထည့်ပြီးနောက်မှာကျွန်တော်ငွေရတဲ့လမ်းကြောင်းလိုက်တယ်ပေါ့နော်ဆိုတော့အဲ့တော့အခုတည်းတော့သွားနေသေးပဲပေါ့နော်မရောက်သေးဘူးသို့ပေမဲ့ဘာပြဿနာဖြစ်နေရလဲဆိုတော့ဂျားထဲမှာခုနပြန်ချက်ရမယ်ဆို can you see me တချင်းနေရလို့ပဲကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာကျွန်တော်တို့ငြိမ်နေမယ်ရက်နေမယ် level တန်းသွားလို့ကျွန်တော်တို့ရက်နေတယ်လို့ခံစားနေရလဲဖြစ်မယ်ဒါပေမဲ့သိကြတာတခုကတော့ကျွန်တော်တို့ပုံမှာပြောခဲ့တဲ့စကားတွေအများကြီးရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေကိုယူသိတဲ့ဟာတွေယူခဲ့တယ်ပယ်သိတဲ့ဟာတွေပယ်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပါပဲအဓိကပြောချင်တာကတော့လက်တစည်းတချင်းမှာပါသွားတဲ့အကြောင်းအရာတွေတော်တော်များများသည်ကျွန်တော်ဘဝမှာမဟုတ်ပါဘူးလူတိုင်းမှာကျွန်တော်အခုနားထောင်နေတဲ့ကျွန်တော်ရဲ့ podcast ကိုနားထောင်နေတဲ့လူတွေဒါမှမဟုတ်လေတခြားသူတွေနားမထောင်တဲ့လူတိုင်းမှာဒီလိုအပြောဆိုမျိုးကခံခဲ့ရမယ်လို့တော့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေကိုဘယ်လို overcome လုပ်မလဲဘယ်လိုကြော်ဖြတ်ကြမလဲဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ခုနပြောတယ်ကျွန်တော်တို့ကိုယ်စိတ်မပြောက်သွားဖို့ပဲအရေးကြီးတယ်ကျွန်တော်တို့လှုပ်တင်တာတွေလုပ်မယ်ကျွန်တော်တို့လှုပ်ချင်တာတွေလုပ်မယ်ဆိုတဲ့အနေအထားမျိုးတွေပဲကျွန်တော်ဆက်သွားဖို့လိုအပ်တယ်ဒီအခြေအနေကိုလည်းliteracy ရဲ့လေသူဖန်တီးနေတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့အခြေအနေတွေကိုကျွန်တော်တို့တွေဖြတ်တန်းကြရအောင်မှာပဲဆိုတဲ့အစိမ့်နဲ့ကျွန်တော်ဒီ podcast လေးလုပ်လိုက်တာပေါ့နော်ဆိုတော့ကျွန်တော်လည်းစူးစမ်းစေပဲကျွန်တော်လည်းလုပ်နေတော့မယ်
ကျွန်တော်ဆိုလဲကျွန်တော်အများကြီး risk ရှိတဲ့လမ်းကိုကျွန်တော်ရွေးချယ်ခဲ့ရတယ်ကျွန်တော်ကြောင်းတက်ခဲ့တဲ့9နှစ်ကာလလုံးကျွန်တော်အားလုံးကိုအချိန်တွေကိုကျွန်တော်လုံးဝ waste လောက်လိုက်တယ်ပေါ့နော်ဆိုတော့ပြောချင်တဲ့တော့အဲ့ခါလာတစ်ခုလုံးညို့ကျွန်တော်ဘာမှအသုံးမပြုတော့ဘူးပေါ့နော်ဆိုတော့အသုံးမပြုတော့ဘူးကျွန်တော်ပြန်ပြီးတော့မှဒီဘက်မှာ2နှစ်လောက်ပြန် invest လုပ်လိုက်ပြီးတော့မှအခုဒီချိန်နေအထိကျွန်တော်စူးစမ်းပြီးတော့ရုန်းကန်ခဲ့တယ်ဆိုတော့ဒီလောက်ပါပဲကျွန်တော်ပြောချင်တဲ့တော့လူတွေရဲ့စကားတွေအတိုင်းပဲကျွန်တော်တို့ like ခံစားနေမယ်သူတို့စကားတွေအတိုင်းကျွန်တော်တို့ like ပြီးမျောပါနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမန်ချက်ကဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအဓိကပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းအဲ့ဒီချင်းနာတောင်ပြီးတဲ့အချိန်မှာ motivation လည်းရတယ်ပြီးသွားပြီဆိုလို့ရှိရင်user lesson တွေလည်း lesson learn တွေလည်းအများကြီးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးအဓိကပြောချင်တာပါ thank you ပါကျေးဇူးတင်ပါတယ်